ဂျပန်လူမျိုးတွေအထူးသဖြင့် Okinawa ကျွန်းသားတွေကဘာလို့ကမ္ဘာပေါ်မှာတက်တန်းအရှိဆုံးနဲ့အပျော်ရွှင်ဆုံးလူတွေဖြစ်နေကြတာပါလဲ။သူတို့မှာရှိတဲ့လိုအပ်ချက်ကတော့ Ikigai ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။ Ikigai ဆိုတာရိုးရိုးရှင်းရှင်းပြောရရင်မနက်ခင်းအိယာကနှိုးထားဖို့အကြောင်းရင်းဒါမှမဟုတ်ရှင်သန်ရခြင်းအဓိပ္ပာယ်ဖြစ်ပါတယ်။ဒါဟာအောင်မြင်မှုဒါမှမဟုတ်ချမ်းသာကြွယ်ဝမှုထက်နေ့စဉ်ဘဝမှာပြည့်စုံမှုကိုရှာဖွေခြင်းပဲဖြစ်ပါတယ်။ Ikigai ကိုအစိပ်ပိုင်း၄ခုပေါင်းစပ်တဲ့နေရာမှာတွေ့နိုင်ပါတယ်။အဲ့ဒီအစိပ်ပိုင်း၄ခုကတော့သင်ချစ်မြတ်နိုးတဲ့အရာသင်လုပ်ရတာကိုအပျော်ဆုံးအမြဲတမ်းစိတ်အားထက်သန်တဲ့အရာဖြစ်ပါတယ်။သင်ကျွမ်းကျင်တဲ့အရာတဘာဝရကိုလုံနိုင်တာဒါမှမဟုတ်သင်ယူလေ့ကျင့်ထားတဲ့ကျွမ်းကျင်မှုကဘာကလိုအပ်တဲ့အရာတခြားသူတွေအတွက်တန်ဖိုးရှိစေပြီးလူအဖွဲ့အစည်းကိုကူညီနိုင်တဲ့အရာနောက်ဆုံးကတော့သင်ကိုငွေကြေးပေးမဲ့အရာသင်ရဲ့ဝန်ဆောင်မှုကျွမ်းကျင်မှုအတွက်ဝင်ငွေရနိုင်တဲ့အရာပဲဖြစ်ပါတယ်။ဒီအချက်၄ချက်စုံစည်းနေတဲ့အလဲဖို့ကိုရှာဖွေနိုင်မယ်ဆိုရင်သင်ရဲ့ဘဝဟာပြည့်စုံသွားပါလိမ့်မယ်။ Ikigai ကိုရှာဖွေခြင်းဟာချက်ချင်းတွေ့ရှိတာမျိုးမဟုတ်ပါဘူး။ဒါဟာတစ်သက်တာလုံးလေ့လာရှာဖွေရမယ့်အခရီးတစ်ခုပါ။လူတိုင်းဟာကိုယ့်အတွက် Ikigai တစ်ခုရှိပြီးသားဖြစ်ပေမဲ့မရှာဖွေတတ်တာကြောင့်သာမတွေ့ရှိကြတာပါ။ကိုယ်ပိုင်ရည်ရွယ်ချက်ကိုတွေ့ရှိပြီးအမြဲတမ်းတက်ကြွစွာနေထိုင်ခြင်းဟာရှေ့လျားပြီးအတိတ်ပဲရှိတဲ့ဘဝရဲ့အလုပ်ဝက်ချက်ပါ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။